ကိုပဲလောင်းနာမည်ဘလို့သိရလဲခုနေကအန်ဂျိုငါတကယ်ချင်းကိုနစ်လုံးမိတ်ကလေးနဲ့ငါသဘောတူကြလားဟဲ့ငါလိုမိတ်ကလေးလို့ပြောအောင်ငါဘာနဲ့ဖြစ်နေလို့လဲဟုတ်လောက်တောင်မထရသေးပဲနော်အိမ်လည်းမခေါ်ဘူးကော်ဖီလည်းမတိုက်ဘူးမိမတို့အိမ်ကြီးရွှေပေးလို့မရတဲ့အဲ့ဒီကောင်မလေးပေါ့ငါတို့အိမ်ဘေးနားမှာနေရလေအမလေးမိဘအပေါ်ရိုင်းလိုက်တာလေအရန်အိတ်ကလေးကတော့အဆင်ပြေတယ်ဗျဒါကတော့အကုန်ပဲပေါ့နော်ဟုတ်တယ်ကိုငါတို့ကချုပ်လက်စာလေးပဲရှိချုပ်လက်စာလေးဟုတ်ကဲ့ရှင့်ဟုတ်အဆင်ပြေလားမသိဘူးဟုတ်အိတ်ကတော့အဆင်ပြေပါတယ်ဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်အားလုံးပြီးသွားမှာပဲလာပြင်ယူလိုက်မယ်လေနော်ဟုတ်ကျေးဇူးပါဟုတ်လောင်းမလားညီမလေးဟိုနေ့ကကိုပဲလောင်းနာမည်ဘလို့သိရလဲခုနေကအန်ဂျိုနဲ့စကားပြောနေတယ်အဲ့ဒါတတိထားမိတော့လာဝန်းဆိုပြီးမှတ်ထားလိုက်တာဗျာဟုတ်ကောအကိုကအခုအဲ့ဒါအိတ်ကလေးလာယူပါလေအိတ်မှာလာလေဟုတ်ဟိုအဆင်ပြေရလားမသိဘူးပြေပါရဲ့ဗျာအရင်အဆင်ပြေတယ်ဟုတ်ကဲ့ဒါနဲ့လောင်းကဒီစိတ်ုံမှာပဲတောက်လျှောက်ဆင်းလာတာဟိုမှာရုံးထိုင်တာမဟုတ်လားဟုတ်တယ်ဟိုဒီနေ့ကကြာတော့လေပစ္စည်းလေးချရတယ်လောင်းစင်းလေးလာစစ်တာပုံမှန်ဆိုလို့ရှိရင်တော့ဟိုဘက်ရုံမှာပဲအမြဲထိုင်ပြတယ်ပြီးရင်ဘာရှိသေးလဲရုံးစင်းတော့မလားစင်းရပြီးပြီခဏနေဆိုလို့ရှိရင်လောင်းလည်းပြန်တော့မှာဟုတ်လားဟုတ်အဲ့ဆိုရင်ဒီခုတော့စားမယ်လေဟုတ်တော့စားမယ်လေနော်ကိုစောင့်နေလိုက်မယ်ဟုတ်ကဲ့အဲ့ဆိုပြီးတွေ့မယ်နော်ဟုတ်ကောလာဝင်းကဒီမှာတယောက်ထဲနော်ဖေဖေနဲ့မေမေကနိုင်ငံခြားမှာဆိုတော့လာဝင်းကလိုက်မသွားဘူးလားဒီမှာကလေဟိုမလင်းနဲ့ဦးကျော်ကကြတော့လောင်ဝင်းမိသားစုလိုဖြစ်နေရလောင်ကလည်းသူတို့တမီတယောက်လိုပဲလေအားကြောင့်မို့လို့အမားတို့လှုပ်တေကူရင်းနဲ့ပဲဒီမှာပဲဆက်လုပ်ဖြစ်နေရဟိုနောက်ကြလို့ရှိရင်တော့နိုင်ငံသားကလိုက်တော့ဖြစ်မှာပါစားလိုက်ကြလိုက်မောင်ငါလေးအေးဝအောင်ထားပြီးပဲတောင်းမယ်ဟိုလောင်းအိမ်ကိုပဲပြန်ပါကိုအဲ့ဆိုလိုက်ပို့ပေးမယ်လေဟုတ်ကဲ့ဒီ order လေးကတော့ရက်ကတ်နေလို့ဒါပြီးလို့ရှိရင်တော့ဟိုလောင်းတစ်ခါလေးပို့ပေးလိုက်တော့မယ်ဒါလေးကိုနည်းနည်းမြန်ချုပ်ပေးလိုက်ပါဟုတ်ကဲ့ပါဟုတ်လားနော်ဟုတ်ဒီကတော့မပြီးသေးဘူးသမီးရဲ့ဒါတယောက်ကျန်သေးတယ်ခင်ဗျနော်ဟုတ်နော်တယောက်ကျန်သေးရနော်တယောက်ကျန်သေးတယ်နော်ဒါကရက်ကောနီးတာဒါကိုရနေပြီအေးစကူရနေတယ်မိတော့မိပါတယ်နော်မိရမှာအဲ့ဆိုရရနော်ဟဲ့လောင်းတန်ဘာလဲနင်းနဲ့ကြော်စွာတွေကချက်သူတွေဖြစ်နေကြပြီဆိုအဲ့တော့နင်းနဲ့ပါဆိုင်လို့လေဆိုင်တာပေါ့ကြော်စွာငါတငယ်ချင်းလေငါတကယ်ချင်းကိုနစ်လုံးမိတ်ကလေးနဲ့ငါသဘောတူကြလားဟဲ့ငါလိုမိတ်ကလေးလို့ပြောအောင်ငါဘာနဲ့ဖြစ်နေလို့လဲဘာဖြစ်ရမှာလဲဟဟလားနေเจ้าနေသိပေါ့ငါအကြောင်းငါသိရမယ်ပြောစမ်းမအောင်ငါအကြောင်းဘာကြီးလဲငါကိုယ်တိုင်ကမသိရမှာလားပြောလေပြောမှာတနေ့ကျရင်လေနေเจ้าနေကကြီးရလေအားချီငါကိုယ်တိုင်ဖော်ထုတ်ပြမယ်နေစောင့်ကြည့်နေလိုက်ဘာလဲနေကကြော်စမ်းကိုမရလို့ကြေးဝင်နေရလားကျော်စော်နဲ့ငါနေရမကြခင်လက်ထပ်တော်မှာဆိုတော့နေငါအကြောင်းတွေဖွာထုတ်မယ်ဆိုလို့ရှိရင်လေမြန်ဆန်ဆန်လေးစုံစမ်းလိုက်ပါဦးတော့ကြာနောက်ကျနေမှာဆိုလို့ကောင်းမနေငါအကြောင်းသိမယ်ကဲလာဟောကိုအိမ်ကြီးလေးပို့ပေးမယ်လေဘာလို့လဲနေကြီးမှာဆင်းလောင်ဝင်းတို့ကလက်မမထက်သေးတာပတ်ဝန်းကျင်ပြောခါရတာမျိုးတော့လောင်ဝင်းလည်းမလို့ချင်ဘူးလောင်ဝင်းကလည်းကိုအိမ်လေးပါလေးခေါ်ပြီးကော်ဖီလေးပါလေးတိုက်ပါဟုတ်လောက်တောင်မထက်ရသေးပဲနော်အိမ်လည်းမခေါ်ဘူးကော်ဖီလည်းမတိုက်ဘူးမိမတို့အိမ်ကြီးရွှေပေးလို့မရတဲ့ဒီလောက်အိမ်တွေတိတ်ခါတဲ့နေရာမှာတော်ကကြတာရှင့်လောင်ဝင်းကတော့လေပတ်ဝန်းကျင်ကပြောခါရမှာတော့လုံးဝမလို့ချင်ဘူးနော်ဟုတ်အဲ့ဆိုကိုအိမ်ပြန်တော့လေကိုခဏစောင့်နေပြီမယ်လေလောင်ဝင်းပြန်လေဘာလဲခုတည်းစကားနားထောင်တော့ဘူးလား
မဟုတ်ပါဘူးဗျာကိုကစိတ်မချလို့ပါအဲ့ဆိုပြန်တော့မယ် ရှင်ပြန်သွားတတ်တာ တက်ဟုတ်ခေးစားနော်အပြင်မနော် ဟဲ့အဲ့ဒီကောင်မလေးပေါ့ငါတို့အိမ်ဘေးနားမှာနေတာလေအမလေးမိဘအပေါ်ရိုင်းလိုက်တာလဲအရန်ကြွားဝါလိုက်တာလဲသူကသူတထေသမီးစတိုင်းနဲ့တိလားဘယ်နဲ့မိဘကန်ကြီးထိုက်အောင်မလဲမသိဘူးငရဲမကြောက်ပါမကြောက်ငါတော့သူ့အစာကြောက်လိုက်တာမြင်မြုပ်ခံအောင်မယ်ခောက်လားရုပ်ကလေးကြည့်တော့နော်ချောချောလေးနဲ့မထင်ရအောင်နော်ဒီသူ့เจ้าပြောနေပါနဲ့အေးငရဲကြီးမှကြောက်တယ်ဟုတ်တယ်ပဲချက်မြင်မြုံမလို့မသိဘူးလာသူ့เจ้าပြောနေလေအလဲကားပဲငါတို့အချင်းကောင်း သမီးနဲ့အန်ဒီသားနဲ့လေဟိုမြစ်တာမျှနေတယ်ဆိုတော့အန်ဒီကအရန်ဝမ်းသာနေတာ။အိုးဒါနဲ့လေသမီးရဲ့ဖေဖေနဲ့မေမေက အော်ဟိုဖေဖေနဲ့မမေကနိုင်ငံသားမှာပါ အော်ဟိုအန်ဒီသားနဲ့သမီးနဲ့မင်္ဂလာဆောင်ရောသူတို့လာမှာလား အော်ဟိုဖေဖေနဲ့မမေကလေဟိုမှာအရန်လှုပ်ရှုပ်ကြတာဖေဖေဆိုလို့ရှိရင်လည်းကုမ္ပဏီကိစ္စရင်းနဲ့တောက်လျှောက်ကြီးကိုအလုပ်များနေတာဟိုပြီးတော့မမေကလည်းကျမကြီးကတိတ်မကောင်းတော့ဟိုမှာပဲစိတ်ကူနေရတာလေအားကြောင့်လာနိုင်မယ်တော့မထင်ဘူးရှင် ။အော်ရပါတယ်သူတို့လာတာမလာတာရေးမကြည့်ပါဘူး။အန်ဒီကလေအန်ဒီသားလေးကိုသမီးလိုမျိုးမြန်မာဆန်ဆန်ရိုးရိုးသားသားလေးနဲ့အေးချမ်းတဲ့မိန်းကလေးမျိုးနဲ့မြစ်တာမျှနေတာတွေ့တော့လေအန်ဒီကအရန်ဝမ်းသာတာဟိုမတော်ရင်တိလားစကောက်လက်ကောက်မိန်းကလေးနဲ့ရတော့မှအန်ဒီအရန်စိတ်ပူတာသမီးရဲ့ ဟာမမေကလည်းတားလိမ့်မှာပါရဲ့ဗျ မလီမင်းရလေ လင်းရမှာပဲဒီဝတ်တရားကျွတ်တော်တယ် ပစ္စမရှိတဲ့ပြီးပါတယ်ဆိုတော့ကျုပ်တို့ကဘာမဝင်ဘူးပါ ကိုလေးမလို့လင်မယားနှစ်ယောက်ကကိုသမီးလေးမင်္ဂလာဆောင်အတွက်အဆူပါမပေးနိုင်